ဂျပန်ကိုရောက်ရင်တေချာပေါက်ညီလိုမျိုးနှင်းတွေကိုမြင်ဖူးခြင်းတဲ့သူတွေအတွက်ညီတို့ရဲ့ခရိုင်မှာကြားတဲ့နှင်းတွေကိုအတူတူကြည့်ဖို့အတွက်ခေါ်စားပေးမှာဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုကဒီနှစ်2026နှစ်လပိုင်း10ရက်နေ့တုန်းကနှင်းတွေအများကြီးကြားခဲ့တဲ့အချိန်တုန်းကညီရယူခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဂျပန်ကိုရောက်ရင်ဘယ်ကိုသွားချင်လဲဘာတွေလုပ်ချင်လဲလို့အင်တာဗျူးတွေမေးခံခဲ့ရတော့ကလူတိုင်းကြီးပါဖြေဖို့ကြမယ်လို့ထင်ပါတယ်အကုန်လုံးကိုမစိုးလို့ပဲမဲ့လို့ဒါကြောင့်ဂျပန်ကိုသွားချင်တာလေလို့ဖြေတဲ့နေမှာကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုဖြေတလက်စားတဲ့ဂျပန်ကိုရောက်ရင်ကိုဘာလေးတွေကိုလုပ်ချင်တယ်လုပ်ဖူးချင်တယ်ဆိုတာလေးတွေကိုထည့်ပြောတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်အဲ့ဒီထဲမှာမှဂျပန်ကိုရောက်ရင်နှင်းတွေကိုမြင်ဖူးချင်တယ်နှင်းတွေကိုထိတွေ့ချင်တယ်နှင်းတွေကိုစော်ဖူးချင်တယ်ဆိုပြီးတော့ညီလိုမျိုးဖြေတဲ့သူတွေအတွက်ပေါ့နော်နှင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ကူးထားတဲ့ပုံစံလေးတွေရှိတဲ့သူတွေအတွက်ညီဒီဗီဒီယိုလေးကို vlog အနေနဲ့တင်ပေးလိုက်တာဖြစ်ပါတယ်ရှင်ဂျပန်ကိုရောက်တာဒီနေ့ဆိုရင်တစ်နှစ်နဲ့5လပြည့်သွားပါပြီတစ်နေ့တာလုံးလုပ်ငန်းခွင်ထဲမှာပဲလဲပတ်နေတဲ့ညီတို့လူတွေအတွက်ကတော့ပိတ်ရက်မတိုက်ရင်နှင်းတွေကိုမြင်ရဖို့ဆိုတာကမလွယ်ကူပါဘူးရှင်ဟိုကိုင်ဒိုလိုမျိုးအရန်အေးပြီးတော့နှင်းတွေကြားတဲ့နေရာမျိုးမှာရှိတဲ့သူတွေအတွက်ကတော့အထူးဆန်းမဟုတ်ပေမဲ့လို့ဂျပန်ကိုရောက်ပြီးတော့နှင်းတွေကိုမြင်ဘူးခြင်းတဲ့သူတွေအတွက်ညီတို့ခရိုင်မှာကြားတဲ့ဒီနှင်းတွေကိုညီချစ်တဲ့မိတ်ဆွေတွေအတွက်မြင်ဘူးစေခြင်းလို့ရှီဇိုအိုကာခရိုင်အာတာမီမြို့ကိုလာလေသွားတယ်လို့မျိုးခန်းစားစေခြင်းလို့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်ညီအတွက်ကတော့ဒီတစ်နှစ်ကျော်မှာပထမဆုံးမြင်ဘူးတဲ့နှင်းပဲဖြစ်ပါတယ်စိတ်ကူးထားတဲ့အတိုင်းနှင်းတွေကိုတွေ့ရင်တေချာပေါက်ကင်ကြည့်ခြင်းပြီးတော့အရသာကိုလည်းမြည်ကြည့်ခြင်းပြီးတော့ဘယ်လိုပြောရမလဲကိုစိတ်ကူးထားတဲ့ပုံစံလေးတွေရှိနေပြီးတော့တကယ်တမ်းကိုစိတ်ကူးထားတဲ့လိုမျိုးလေးလုံနိုင်လိုက်တဲ့အခါမှာကျတော့ဘယ်လိုပြောရမလဲဘာနဲ့မှလေးလို့မရနိုင်အောင်ပီတိနဲ့အရန်ကိုပျော်ရွှင်ရပါတယ်ရှင်ဒီ memory တွေကတစ်ချိန်ကျရင်ကိုပြန်ကြည့်လိုက်တိုင်းပြန်တွေးလိုက်တိုင်းအော်ဒီအသက်အရွယ်လေးမှာငါဒီလိုလေးဖြတ်တန်းခဲ့တယ်ဆိုပြီးတော့ကျင့်တတ်ရမယ်လို့ယုံကြည်ပါတယ်အဆုံးထိကြည့်ပေးကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါကတော့ထုံးစံအတိုင်းညီရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်ရှင်အားလုံးပဲဘေးရန်ကင်းကွာကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်